စား you can စားသူ့အတွက်လုံးလုံးလောက်တော့ရှိမလားမသိဘူးဆိုသူမကိစ္စအောင်စားဖို့စားမယ်နော် ဟုတ်ပေါ့အမှန်တော့ဟုတ်ပေါ့တိုင်းမှာဟုတ်ပေါ့တော့စားချင်တာ ရှိလေဘေးပြားရှိရဲ ပဲပြားခေါက်ဆွဲရုံပရီတီမုံလာဦးနီ တက်ကပါလေ အပစုံ ဟောပစုံပါ ပဲစုံပါတယ်ပြီးတော့ကြက်သားပါတယ်နောက်ကကြက်သားပြုတ်ထား စားလေ ပြီးတော့အမှုပါတယ်ရုံပရီတီပါတယ်ပြီးတော့ပါသေးတယ်ဟိုကစတိုင်းပဲလေတကယ်ဆိုင်နေစတိုင်းပဲအာလူပါတယ်စားကြအမှန်တော့သူများကြီးစားတယ်ကြိုးဟုတ်ပေါ့သွားတတိယဒီတော့စားတာပေါ့နော်ခုတော့ငတ်တယ်ပေါ့နော် ဘာရမ်းစားလား အချိန်ကတော့ ready made ပဲမဖြောနိုင်တော့လို့ကိုယ့်ဘုံလုံးနိုင်တော့ကိုယ့်ဘုံလုံးနိုင်မကောင်းဘယ်ကိုရတာလေ ခောက်ဆိုင်နေလေစား ဟုတ်တာပါ ကရိယာစားလားနော်ဟုတ်ပါ ကိုရီးယားဟုတ်ပေါ့အချင်းနာတော့အချင်းနဲ့လည်းမနောအကင်းတိုင်းမှာတော့စားချင်တာဘဇုံကင်းမေတာကင်းညတာအိမ်မှာပဲရောင်ရက်တင်လိုက်တော့သဘာ ကလေးမွေးတော့မယ်နော်အချိန်မရေမွေးမယ် ပိုင်နိုင်ပြရမယ် အဲချောင်းဟောရလို့ရတယ်အဲချောင်းစားအုပ်ဆိုင်မှာစားလို့မရဘူးနော် တော့ဆိုင်လို့စားမစောဆိုင်လား စားထောက်ဆိုင်မှာ စားတော့ဆိုင် စားလို့မရဘူးနော် ရတယ် အခုဘိုင်းနေရနာတယ်တစ်ချိန်လုံး အေးအများကြီးစားလို့မရမတောင်းလေကိုဝေးတော့တာ ဒါဆိုကင်းစားကလို့စားလို့ဒီမှာအိမ်မှာအများကြီးစားကောင်းတယ်လောကအကုန်လုံးတွေ့တဲ့ချမ်းထားတယ်မလုံးတော့ဘူးသူဆိုရင်လည်းဟလာအများကြီးပဲ ဟုတ်ကောင်းတယ် ကလေးရှိမယ်ရှိအောင်မယ်ဘယ်လိုခံစားရလဲ ဘလို့ပုံများမှာပေါ့ ဒါဆိုကလေးမလို့ချင်ဘူးလားအဲ့ဒါပဲစဉ်းစားနေတာအလောပုတ်ရှိမယ်ပဲစဉ်းစားနေရလားတကယ်ဘယ်လိုခံစားရလဲကလေးလို့ချင်တာ အေးလို့တင်တယ်လေလို့မရတယ် ရမ်းလို့ချင်တယ်တည်းဘယ်တော့မပြောချင်ဘူးလေလို့ချင်တယ်တည်း ကလေးမရလို့တင်တယ်တော့ဒီကကန်ကောင်းနေရတယ် စာတွေးတဲ့အချိန်ကိုလေးအဲ့လိုမျိုးခံစားရတယ် LDRS တုန်းက long distance relationship တုန်းကဒီလောက်ကောင်းတဲ့အမျိုးသမီးသူကယောက်ျားရှိတဲ့နဲ့ကလေးလေးရှိတဲ့နဲ့မရှိရဆိုတော့တနာစရာကောင်းမလဲအဲ့လိုမျိုးခံစားရတယ်ပြီးတော့တစ္ဆာပေးချင်တယ်အဲ့ဒါကြောင့်ဒီကသူကဝင်တာတဲ့အနာကရှိစေချင်တယ်ဆိုကလေးရှိရင်ဆိုပြပြရှင်ရှင်နေမယ်ဒီလိုမျိုးအများကြီးစားလို့ရတယ် မှန်ရော ကျက်ဦးလေရှိရ ကျုပ်လည်းပဲကျုပ်နှလုံးထောင်ထတာ ဇွန်တော့လား နော်နော် ဟောရှိတယ်အဲ့လိုမျိုးဇွန် အကြီးကောင်းလာမသိ ဘူးကိုပါစားမလဲ ရှင်းလိုက်တာစားရင်ဒါတိုင်းလောက်ပြီးမှရှင်းမှာဝတ်သားပြရှိရဝတ်သားပြနဲ့လောက်ပြီးမှ တည့်ကြရင်လည်းပြန်လိုက်မယ်နော် အေးတကြံကြမ်းလားမကြမ်းလားမသိကြဘူး တကယ်ပြောရလား အေး ညစားလေပြီးတော့ကမှအိမ်မယ် စားကြည့်ပါလေဆိုတာ စားအများကြီးစားရင်အိမ်မယ်နော် ရှင်းတို့ဒီဟိုမုံလောက်ဦးနေပါချန်ထားတယ်ပဲရတယ်အပြင်မှာထွန်းထားတယ် ရတယ် တက်တက်လောက်ပြီးမှပြီးမှ ဘယ်လိုစားလဲ လူပိုင်းမစားဘူးလို့ခုနကကြသားတော့နေထမင်းစား သူကဥစားလေးချင်းတော့ မှတ်တော့ထား မဲ့လေ ပြောပါရှင်းရှင်းမှတ်တော့ထားပဲပြောကြည့်ရချစ်စရာလေးလူမှတ်တော့ထားပဲပြောရင်ချစ်စရာလေးပြောကြည့် နားမှာအခွင့်အလမ်းရှိရင်ပြောမယ်ရှာမပြော သူတကားရေးတင်တာချစ်စရာလေး စနေတင်တာဆိုစနေရအတန်းနဲ့ပဲပြန်ပြောတာရက်တူးရွယ်လိုမျိုးပဲပြောတတ်တယ်ဘာပြောနေရလဲမသိဘူး ပဲပြညမှာပဲပြမနော်ခုနေ့ကပစုံဝဲရ ပစုံ ပြန်တည်ရ freezer ကလား အေးအေးဟိုနှွေးထားလေပစုံကအကောင်လိုက်မှဒီတိုင်းထည့်တာအခုကသူချာတက်တက်ရလောက်ပြီးမှအိုးနဲ့လော်ထားပြီးမှဘူးရထည့်တာအဲ့ရထားတာအဆင်ပြေနောက်ထပ်လည်းကန်ရမလို့တော့ဆက်စားလာအောင် ခုဗီဒီယိုမှာတကောလုံးမစားတော့မဟုတ်ဘူးလား မိနစ်တည်းအများကြီးကြာတော့မှာပေါ့ စနေအဲ့လိုမျိုးသူများဗီဒီယိုတွေကြည့်ရင်သူတို့ခင်ကောင်းအောင်မစားရင်စနေမဆိုင်ဘူးဒါဆိုစနေကောင်းစား အဲ့လေကားထဲမှာစားပြတယ်ဟိုကလည်းနည်းနည်းဒီဟာလေးကနည်းနည်း အေး ဆိုတော့မီးရုံးလားမီးရုံးလားဟာရုံးလား နမေမီစားစား ဘာသာကြည့် အဲ့ချင်းနဲ့မစားဟေးကောင်းတယ် အေးကောင်းတယ် အေးလေချင်းတယ်ထင်းနေရတယ်မဟုတ်ဘူးတကယ်ကောင်းတယ် အေးကောင်းပါ တကယ် Korea style နော်နည်းနည်း ဟုတ်ပါဒီပဲလာစားစုံစားမ မစားဘူးမတင်းဘူးလက်ဆိုင်ရဆိုင်ရ လက်စားတယ်လေ
မလက်ဆက်တော့ဘူးဖိခဲ့3ရက်လောက်ပဲ အနှွေးထားလေဟော နောက်တစ်ရက်စားရင်တောင်းမသေးတော့ ဟုတ်လား အဲ့ဒါမှရက်စားရတယ်ဒုတိယရက်မတည့်ဘူးဆိုတော့ကိုဆုံးမယ် အေးဒါကမှ မောမစားချင် မနည်းနည်းလေးပါစားကြည့်အခုတည်းမှာအချမ်းသားသေးရနော်မို့ မောမဝါတယ် နည်းနည်းစားနည်းနည်းလေးပါဒါလက်ခေါက်လည်းမကြည့်ရအောင်ဒါမှမတက်နိုင်မင်းရှေ့ရလာကြောဘေးလုံးနေတယ် စားနော်နီဒီကဘာမှမကြမ်းရင်ဆိုဒီညချော့ချင်ပဲစားမယ်စင်ပြေစားလည်းမတော့စားမယ် မင်းအိမ်မှာသားရတော့မနှောကောင်းတာပေါ့နော်ဆိုင်မှာသားရတယ် အဲ့လိုမျိုးကင်းဆိုင်တိတ်မချိုက်ဘူးအမှမီကောအများကြီးတောင်းနေ အမဟိုကတော့ပို့ဆောင်တာပေါ့ဆိုဘလော့ကြည့်ရှိရ ဖုန်းမရန်လာစားတာမဟုတ်ဘူး ဟုတ်တယ်အဲ့တော့ အရင်ကောင်းတဲ့ကင်းဆိုင်ဆိုမှရတယ်အပြင်တကယ်ကင်းဆိုင်အမေရိကမှာကင်းဆိုင်ရင်ဆိုအပြင်မှာစားချင်မယ်နော်ဒါဆိုအမီကောအများကြီးရှိရဆိုပေမဲ့တင်းကြမခင်စေအောင် အေးလေရှင်တို့များတော့အပြင်မှာအိမ်ပြင်မှာစားကြများနေပေါ့ မရတီဆိုတဲ့ချိန်လုံးကန်ချိန်ပေါ်မှာကင်းစားမယ်နောက်ဖေးမှာကင်းစားမယ်အင်းချိန်မှာစားအောင်ဖေးမှာအဲ့လိုမျိုးမစားဘူး ပေါ့လို့စားကြ လူတွေနောက်တိုင်းတော့အဲ့လိုမျိုးမနေချင်ဘူးဖေးမှာလေးတိုက်နေရင်စားရင်ကောင်းမယ် ကောင်းတယ်ကောင်းမယ်ပြောင်းလဲ ရုံးတယ် นี่လည်းကောင်းတယ်တော့ကြည့်နည်းနည်းဘူး တကယ်အများကြီးမစားဘူးနော်ဖုန်းဝင်ရအများကြီးမစားဘူးဖုန်းမှန်ထန်နေပို့စား အေးတမ်းရှင်အမမောင်လောင်းနေတယ်ရောက်စား ဒီမှာကောင်းတယ်ရုံ နေမကောင်းတော့အမမောင်လောင်းနေတွေ့ရတွေ့ပေါင်ကြလို့အလုံးလိုက်ကြိုက်တာခိုင်းတာအဲ့လည်းစားပြတော့တာပါနော် ပြီးခဲ့တဲ့ဘဝမှာရုံဖြစ်ခဲ့လို့ အေးရော နည်းနည်းပဲမမိတယ်အဲ့ဒီဘဝအဲ့ဒီစားလေယူစားနေတာမမိနဲ့ ဆလာကဆလာရစားတယ်ဆလာရမရှိလဲချင်းကော တော့မရှိဘူးနော်အခုအမေရိကမှာစားလေယူစားလို့မရဘူး ဟုတ်လား လူအများကြီးစားလေယူစားပြီးတော့နေမကောင်းမိုင်းမကောင်းအဲ့စားလေယူပြဿနာရှိတယ် ကမိတယ်ကြောင်းထင်တယ် တခုခုညပတ်အဲ့တေချာမသိဘူးလူအများကြီးတော့စားပြီးဝင်းရှော့ ဟိုကလေစီ တနိုင်ငံလုံးစားလေယူကိုကြောက်လာစနေတော့အိမ်မှာစားလေယူစားဘူးလား မစားရမနည်းရပဲစားရ ဘာလို့မစားဘူးလဲ ဆလာကနည်းနည်းပူတော့တိတ်စိတ်မပြေဘူးစားရတယ် ဒါဆိုအင်းတိုင်မှာစားအစီနဲ့စား 那么早点做你在里呀？那他叫什么？ ဒီမှာကလေးမွေးပြီးမှပို့စားရတယ်နော်ပြီးကြတဲ့အင်းအများကြီးစိုက်ချင်တယ်ပဲအင်းရှင်ခဏခဏလာခေါ်လာဖြတ်စီရနော်မဘယ်သူမှမလေးစားဘူးနော် 都老钱来了的，你都没带他下来，别人弄钱弄了，别人没呢，搞旁边弄了，弄比产业都带的，比如爱晒的好少，都比较苦都压来说没要， သူများကသူနေရာကငါပေးနေတာနော်ငါပေးပြီးတော့သူများတွေ့မခံနိုင်ဘယ်နေမခံနိုင် 都晒他那边的都没弄没要，啊，刷刷了， စားလေပြောင်းစားတော့စားနည်းနည်းပဲကြတယ် 我就演写到里面， အေးလေဘာမှမဟုတ်ဘူး 哎，好的嘞， ဘာဖြစ်လို့ 都是演到嘛不？ ချောက်ပြောင်းပြင်းရင်ကိုကြည့်မကြည့်အောင်စားပဲလို့ကမကြည့်ဘူးခဏမှ2မိနစ်လောက်စနေတလုံးမှမစားဘူးအဲ့အချိန်မှလူတွေမကြည့်လို့ဘူးခုကတော့စားတယ်သူကြည့်ချင်တယ် 人家搞没进来的， အေးစားဟုတ်လို့မျိုးဗီဒီယိုနော်လူအများကြီးစားအဲ့လိုမျိုးဗီဒီယိုကြည့်ပြအောင်မိလေးအများကြီးစားနိုင်တယ်လို့ခင်ဗျာလူငယ်တုန်းကတကယ်အများကြီးစားနိုင်တယ်ခုအဲ့လိုမဟုတ်ဘူးဘဝနဲ့ပတ်စားနိုင်တယ်ဒီကဘာကြောင့်လဲ 我叫不了他，不要烧人， ပြပြပဲဘယ်တော့အများကြီးကြောက်အောင်ကြောက်လား 不然呢？给他。 စားလေ 你不要讲， နည်းနည်းပဲနေပြီပြန်ရချောက်ရမယ် 不要打扰。这这个机， အေးလေအဲ့စတာလူနေစားတယ်နောက်တိတ်ဖြစ်တော့မယ်ဒီကနောက်ဆုံးအထိမဖြစ်တဲ့ပတ်အဲ့လိုလေးချင်တယ်လူမိုက်လို့ 啊，烧你烧。 ကောင်းအောင်စားနိုင်ရင်ပါစုရမလဲဒါပေမဲ့ YouTube မှာတွေ့ရမယ်လားဖျောင်းကောင်းအောင်စားရင်တခုရတယ်တစ်ဆန်းအနေဆုံး NG တစ်ထည့်ရတယ် 我俩去你爸门。 အလူ 啊，如果这个， ကောင်းအောင်စားရင်ကဘာလို့လဲ 选拔出项， ဖေးရစီလိုက်နေမယ် 就是这边，thank you。叫他当。 စားမယ်နည်းနည်းခုနေပေးမယ်ဘယ်တော့မှတကယ်အများကြီးကျန်တယ်
အစားတော့ကိုကိုရဲ့တင်နေရတယ်ကိုတော့ကြုတ်ရရှင်နေချင်းကားရ ကင်မရာရှိမှာပုံမှန်ကိုပဲပြောကူပိုရှော့ကိုဘယ်လိုပြောမလဲမသိဘူးဘယ်လိုခေါ်မလဲမသိဘူးကလေးရှိမှာကိုခေါ်လို့မရတော့ လာပါအော်ငါတော့ပြန်တော့ခေါ်ပါ ဒါဆိုကလေးကိုခေါ်ရင် 嗯， သူစားမယ်မဟုတ်လား 哎呀， ညာကြီးတယ်တကယ်လုံးနိုင်မလား 没弄难弄，真的。 လုံး 没人，喂， ဒါဆိုကောင်းအိမ်မယ်ညာတိုင်းမအိမ်နိုင်ကောင်းစားရင်အိမ်နိုင်မယ် 按哪路？上哪？ ချက်အိမ်စားကိုပကံဆေးပေးမယ် 呀，上， ယူရှိအိမ် 这地方走。 စနေလိုက်ရတကယ်ဖုတ်ကောင်းလာတယ်အမေအိတ်လာကြတယ်က 嗯， ဖုတ်ကောင်းလာတယ်အစားလိုက်ကောင်းတယ် 这样难度，我打住，我打住。 တခါပြန်ငန်းတယ် 嗯， ခါတယ်လေ 哎，咋了？ အဲ့ဒါပဲမဟုတ်ဘူးဟဲ့ခဏသူကမကောင်းခင် 啊，白 ဗီဒီ 天 ယိုပိတ်ချက် 啊， န 白 ည်းနည်း 天 ပြောင်းစားပြောဆောတော့တကယ်ဘယ်လိုခံစားရလဲအခုဘိုက်တင်နဲ့ဖွင့်နေပြော 他白天多 အ 了。 မေပြစ်တော့မယ်ဘယ်လိုခံစားရလဲစဉ်းစားနေရလဲ 这种说没变成样子。啊，被手电话。 အေးတော့ရလူစားတယ် 啥？ ပြေးမယ်အောင်ပြေးမယ် 给别吧，吉米娜，吉米娜。明年都苗，不加加。 အေးနေလို့မရ 哇，一年了。这到没？ စနေဒီကပစုံကောင်းဆော 哎，咱们。အချင်းရနေနေတော့မြူရတယ်။ကျွန်တော် ချင်းမလို့တော့ဒီပဲဒီတိုင်းစားမယ် อืม စားမယ်နော်ဒီကပစုံချမ်းတော့လေဟုတ်တယ်လားပစုံမပါ မ ဘူး ပါလိုက်ကြတာ။တစ်ပေါက်သုံးပေါက်ပြုတ်ထားလေ။တစ်ပေါက်ကခဏကဝါ ဂုံးတော့မယ် တုတ်တာ။အခုတစ်ပေါက်တစ်ချက်ချင်းတစ်ပေါက်ပြန်ပြေး။လည်းပြန်ပါသား ညနေစားပါဆောင်မလဲ ။ညားလေတော့မှမစားဘူးဒီတော့။ဒီတော့ပိုင်းမ။ရတာကြီး။စားချင်တာလေးနဲ့စားလိုက်ရရင်ဖြစ်။မရဘူးဘယ်နဲ့စား ဒီကနေ့မစားဘူး ။ရတာကောင်းလို့သူစားချင် ဗီဒီယိုတော့ပြရနေရပြီးမှရပြမယ်အဲ့ဘာလို့စားခိုင်း ။ညီမစကားညံ့ပြောတဲ့ချိန်ရင်ဖြစ်လား။ညီမစကားညံ့ပြောတဲ့ချိန်ရင်ဖြစ်တယ် နည်းနည်း ။ညံ့ပြောတဲ့ချိန်ရင်ဖြစ် အေး ။အဲ့ဒါစကားလုံးတစ်တွေထွက်လာပဲ အေးလေအဲ့အစားဥဖိုင်ခက်ခဲဆုံးရင်ဖြစ်တဲ့အချိန်ပြောဖို့တကယ်မကောင်းစနေရပြတဲ့အချိန်စနေဘာမှမပြောချင်ဘူးပုံမှန်ယောက်ျားနဲ့မျိုးသမီးဆင်ချင်တယ်ပုံမှန်မျိုးသမီးအများကြီးပြောချင်တယ်မဟုတ်လားယောက်ျားမပြောချင်ဘူးကိုတော့နေရာဆင်ချင်တယ် ဟုတ်တယ်။ဒါက ACH ချင်တာ။စိတ်ကောက်ချင်တာ ဒီစိတ်ကောက်ချင်တယ် AC ကောက်ချင်တာ မြန်မာစကားလေလာတာအစားဥပိုင်မှာ line ပေါ်မှာသင်ခန်းစာနေနေထက်ခဲ့တာဒီလားနည်းနည်းပဲ line အစားဥပိုင်အဲ့ဒါဆရာမပြောတာမြန်မာမင်္ဂလေးတွေစိတ်ကောက်တာအရင်သဘောကျတယ်အဲ့စကားလုံးတွေသင်နေတာthey love to pop ။ဘယ်လိုလဲစိတ်ကောက်တာ pop ။စလောက်လို့ P O U T PUD ဖတ် ကိုလေးဗိုက်ပြင်းနေပြီဘာမှမစားပဲဗိုက်မစားဘူးလို့ပြောရနော်ဒီပြေးနေပြီနည်းနည်းပဲစားရဗီဒီယိုတော့နောက်ဆုံးပစုံစားရပြီးတော့ရှုံးခံရမယ်နော် ။အေးကြာရှုံးပြီ ဒါရှုံးနေတယ်မင်းအဲချောစားရကပြောစရာကောင်းတယ်စားစား ။ဟော အဲ့လောက်ကြမယ် အေးပဲ ခွေးလေးကိုတွေ့နာမစားမယ်โอเคတာတာ ။ Bye bye